ကြီးနယ်လီတို့ရဲ့အဖွဲကတစ်ချိန်လုံးနေနေပြီးတော့တခြားဖွဲ့တွေနိုင်ရွယ်ချိန်ကိုဖောက်နေပါတယ်။ချိန်အဖွဲခွဲလိုက်ပါတယ်။ဖက်မှာအားနေနေတဲ့နိုင်တို့ရဲ့အဖွဲကိုတော့အတန်ရွာနင်ဂျာတွေချောင်းနေပါတယ်။ချိန်လီကအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။အဖားပုတ်တဲ့ချိုကြီးပြေးရမှာတော့မှပြေးနေဖူရဲ့ချီခါမာရုနဲ့ကဲရရန်ပဲအီနိုတို့ဖြစ်ပါတယ်။သူတို့ကတော့နေကြီးနဲ့တိုက်ရိုက်တွေ့ကြရမယ်နေကြီးကအင်အားကြီးရဲ့ရန်သူတွေနဲ့ပဲတိုက်ခိုက်ချင်တာကြောင့်မလို့သူတို့ကိုလှည့်ထွက်သွားခဲ့ပါတယ်။အဲ့အချိန်မှာပဲဖာကူရာရဲ့အရှိကိုလီယာရောက်လာခဲ့ပြီးတော့ငါရဲ့ဖာကူရာကိုမထီနဲ့ဖိုးပြီးတော့တိုက်ခိုက်ဖို့အတွက်ပြင်လိုက်ပါတယ်။ဒီမှာတော့ကြက်သားတွေရှိပြီးအဲ့ဒီကြက်သားတွေကပြစ်ထက်တဲ့အလုပ်တွေကိုမလုပ်နိုင်အောင်လို့အုံနောက်ကထိချုပ်ပေးထားတာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးပဲအုံနောက်ထိချုပ်မှုမရှိတဲ့အခါမှာတော့လူတွေကအဲ့ဒီခန္ဓာကိုယ်ကိုအတုံးချလို့တုံးချပြီးတော့ဖွာကြီးလာတယ်လို့လည်းပြောလို့ရပါတယ်။အဲ့ဒီအချိန်မှာပဲလီယာတိုက်ခိုက်ဖို့အတွက်လှုပ်လိုက်ပါတယ်။လီယာတယောက်အတန်ရွာနင်ဂျာတွေက3ယောက်နဲ့တယောက်3ယောက်ကတော်တော်လေးကိုပြိုင်ဆိုင်နေခဲ့ပါတယ်။တန်ရွာနင်ဂျာတွေကလက်ကနေပြီးတော့အတန်တွေကိုလှမထုတ်လိုက်တာကြောင့်မို့လို့လီတယောက်ကတော့နားကွယ်မသက်ကိုခံစားလိုက်ရပါတယ်။လူရီမာကနားရဲ့အပြေဘက်ကိုထိယုံနေတယ်ဦးမှာတော်တော်နားနေပြီးဖို့မှအတွင်းဘက်ကိုထိသွားရင်တော့လှုပ်ရှားလို့ပါမရအောင်ဖြစ်သွားမှာဖြစ်ပါတယ်။အဲ့ချေချိုဘုံထဲမှာတော့အီနိုရိုအဖွဲ့ကဒီတိုက်ပွဲကိုဖောက်ကြည့်နေခဲ့ပါတယ်။ Fast game မပေါ်လာခင်တော့ကဖာကူရာနဲ့အင်နိုဗရာအရန်ချစ်ကြတဲ့တငယ်ချင်းတွေဖြစ်ပါတယ်။ဖာကူရာကအရန်အားနေတဲ့သူမို့လို့အဲ့ဒီအချိန်တခြားနေချက်တယောက်ကဖာကူရာရဲ့ဖပင်ကိုကန်လိုက်ပါတယ်။သူ့ရဲ့တငယ်ချင်းတွေနဲ့နောက်မှာပဲအမြဲတမ်းဖြတ်တန်းခဲ့ရတဲ့ဖာကူရာကအရန်ကိုဒေါသထွက်ပြီးသူ့ကိုကောက်ွယ်ပြီးခဲ့တဲ့တငယ်ချင်းတွေကိုပြန်ကောက်ဝင်မယ်ဖိုးရဲဖိတ်တဲ့နဲ့သူ့အရန်တော့မှတန်ဖိုးထားရတဲ့ဖပင်ကိုညှက်ချထလိုက်ပါတယ်။ကူရာကလည်းသူတက်တဲ့ဂျူဖူတစ်ခုဖြစ်တဲ့ကိုပြောင်းရုပ်လဲဂျူဖူကိုတုံးပြီးတော့နင်ဂျာတွေကိုတိုက်ခိုက်ပါတယ်။နင်ဂျာကလည်းကိုပြောင်းရုပ်လဲဂျူဖူကိုတုံးမဲ့ထည့်ပြီးမှခန္ဓာကိုယ်နဲ့အနာခံပြီးတုတ်ခတ်လိုက်ပါတယ်။တုတ်ကိုက်လိုက်ပါတယ်။အမြဲတမ်းငိုပြီးတော့ကြောက်တက်နေတဲ့ဖာကူရာကဒီလိုလုံးမယ်လို့အီနိုရောင်မှမထင်ထားခဲ့ဘူးပါဘူး။အီနိုရိုဖွဲ့ကလည်းဖာကူရာတို့ရှေ့မှာပိတ်ရပြီးတော့တိုက်ခိုက်ဖို့အတွက်ပြင်လိုက်ပါတယ်။အီနိုရှီကာမာရုအတင်းကတော့တိုက်ခိုက်ဖို့အတွက်လှုပ်လိုက်ပါတယ်။ပထမဦးဆုံးကတော့လူသားပေါ်လုံးချိုကြီးဖြစ်ပါတယ်။အာရကလန်ရဲ့ငပြင်းရှိကမာရုကအရေးတိုင်းနဲ့ချုပ်လိုက်ပါတယ်။နိုကတော့သူတို့ကလန်ရဲ့အဓိကဂျူဖူဖြစ်တဲ့ဖိတ်ထဲဝင်ခြင်းဂျူဖူကိုတုံးလိုက်ပါတယ်။အဲ့ဒီဟာကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုသူများခန္ဓာကိုယ်နဲ့ထည့်ထားတဲ့တူတူဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအီနိုကနေပြီးတော့သွေးတွေနဲ့လဲကျသွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဟိုမိန်းမကလည်းသွေးတွေနဲ့ဖြစ်သွားလို့ဖြစ်ပါတယ်။ဟိုလူတေးအီနိုလည်းတေးမှာဖြစ်ပြီးဟိုလူတန်ရရအီနိုလည်းအဲ့လိုတန်ရရမှာဖြစ်ပါတယ်။နေကြီးကတော့တစ်ပေပေါ်ကနေပြီးတော့ကြီးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Fafke ရဲ့ခန္ဓာကိုယ်မှာအရန်ကိုမှကြောက်ဖျက်ကောင်းတဲ့အငွေးတက်တွေထွက်နေတာကိုတွေ့လိုက်ပါတယ်။ဒီအငွေးတက်တွေကတော့အိုနိုရှီမာရုထားသွားတဲ့ဂျိန်ဖာအမတ်ကရလာတဲ့ဟာတွေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဖိတ်ထဲမှာတော့ Fafke ကသူ့ရဲ့နာကြီးမှုတွေနဲ့အတူပဲသူ့ရဲ့ကြွားတရွာလုံးကိုတတ်သွားတဲ့သူ့အကိုဆိုရဲလူကိုမုံတီးတဲ့ face ကြီးနဲ့အတူပဲကိုကိုအပြစ်တင်ရှုပ်ရှာရင်းနဲ့ပဲနိုးလာခဲ့ပြီးတော့သူ့ရဲ့ခရဲရောက်ပတ်လုံးဖွားကြီးကသူ့ကိုလုံးဝလုံးချုံသွားခဲ့ပါတယ်။ Afke ရဲ့မျက်လုံးတွေကဟိုမိန်းမရဲ့မျက်လုံးမွေမျက်လုံးတွေနဲ့တော်တော်အတူကျတော့ဖြစ်သွားပြီး sharing ကလည်းပွေလာခဲ့ပြီး Jane Fari လည်းတကူလုံးမပြန်နိုင်သွားခဲ့ပါလေ။နိုးလာတဲ့ပဲငါရဲ့ Fakura ကိုဘဒူထိတာလေးဖို့ရဲအတတစ်ချက်ကထွက်လာခဲ့ပါတယ်။ Ninja တွေကိုလည်းနှိမ်နှင်းလိုက်နိုင်ခဲ့ပါတယ်။ FOEE ပဲနေတဲ့ Fafke ကအဲ့ထက်တောင်ရင်ရထက်တောင်ရက်ဖက်လာတာကြောင့်မလို့ Fakura ကတော့အန်အောပြီးတော့နေခဲ့ပါတယ်။ Fakura ကလည်းအနောက်ကနေဖက်လိုက်တာကြောင့်မလို့ Fafke လည်းသူ့ရဲ့ကျိတ်စာအမတ်တွေကိုပြေရော့အောင်လုပ်နိုင်သွားခဲ့ပါတယ်။တန်ရွာနင်ဂျာခေါင်းဆောင်ကနေပြီးတော့လေဖာလေးကိုပေးလိုက်ပါတယ်။တန်ရွာနင်ဂျာခေါင်းဆောင်လည်းသူ့ရဲ့တပည့်တွေနဲ့သူ့နောက်လောက်တွေကိုခေါ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။သူ့ရဲ့ဖိတ်ထဲမှာအိုနိုရှီမာရုကိုကြောက်လန့်တဲ့ဖိတ်နဲ့ Fafke ကိုကြောက်လန့်တဲ့ဖိတ်ရောနေခဲ့ပါတယ်။နိုးလာတဲ့နာရီတို့ကခုနကဘာတွေဖြစ်ပြသွားလို့ဖြစ်ပြမှန်းအောင်မသိဖြစ်နေပါတယ်။အမှတော့ခီပါခွေလီအခမရူကကြောက်နေချပါတယ်။အခမရူရဲ့နှာခေါင်းမှာရန်သူရဲ့ဖွားအားတွေနဲ့ရန်သူဘလောက်အေးအားကြီးကြောင်သိနိုင်တာကြောင့်မလို့ကြောက်နေတာဖြစ်ပါတယ်။ဟုတ်ပါတယ်အခမရူခံစားပြီးရဲ့ဖွားအားတော့ဂါရာရဲ့တိတ်ဖွားအားပဲဖြစ်ပြီးတော့ကြောက်ဖျားကောင်းတဲ့အကြည့်တစ်ချက်နဲ့ရန်သူတွေကိုကြည့်လိုက်ပါတယ်။သူတွေကအက်တီနဲ့ပြစ်ပေမဲ့သူ့လိုတိုင်းတဲတိုင်းကကြီးကပေါ်လာပြီးတော့ဂါရာကိုကောက်ွယ်ပေးလိုက်ပါတယ်။အဲ့တော့ဂါရာရဲ့နောက်ကလွယ်ထားတဲ့ဘူးတီချောက်ကနေတဲရီယာတင်ပြီးတော့ဂါရာကိုကောက်ွယ်ပေးနိုင်နေတာဖြစ်ပါတယ်။အဲ့ပြောစကားရတော့ဒီတဲရီမှာသွေးညီနေနေပါတယ်။ဂါရာကတဲရီတဲ့ရတူတယောက်ကိုချုပ်ပြီးတော့ညှစ်ပြီးတော့တက်လိုက်ပါတယ်။တခြားရတူနှစ်ယောက်ကလည်းဖားလိုက်ပေးပြီးထွက်သွားဖို့အတွက်ပြောပေမဲ့ဂါရာကလူသက်ချင်နေတဲ့ကြောင့်မလို့အဲ့နှစ်ယောက်ကိုပါတပ်ပလိုက်ပါတယ်။အဲ့တော့ခီဘာတို့အဖွဲကိုမြင်နေခဲ့ပါတယ်။ခီဘာကတော့ချွေးတွေပြန်နေခဲ့ပါတယ်။ဂါရာရဲ့ကိုကြီးဖုံဖြစ်တဲ့ခန်ဂူရိုကအဲ့လိုလောက်တာမကားဘူးလို့ပြောပေမဲ့ဂါရာငါ့ဟိုလာမရှုံးနဲ့ငါလမ်းဖီကိုလာရှုံးရင်မင်းကိုပါတပ်ပြင်မယ်လို့ပြောလိုက်ပါတယ်။ဒုတိယဖာမီပွဲဖပြီးတော့69မိနစ်ကြာမှပဲတဲရွာကနင်ဂျာတွေကပန်းနိုင်ကိုရောက်လာခဲ့ပါတယ်။
ဒီနေတဲ့နင်ဂျာတွေကတော့အန်အောနေပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့ခါရာရဲ့ခန္ဓာကိုယ်မှာဘာဒိုင်ရာကြီးကြီးမားမားမဖြစ်ထားလို့ပါနာရူတိုတို့တွေကတော့9ရက်ပြည့်တဲ့အထိကိုမှ9ကင်လိုက်ပါလောက်လိုက်နေဖာလေးအပြည့်စုံလည်းမရသေးရပါဘူးတို့ကလည်းအဲ့ဒီဖာလေးကိုဖွင့်ကြည့်ဖို့ပြောနေခဲ့ပါတယ်ဖာကူရာကတော့ဖွင့်ကြည့်ရင်အထဲမှာဘာပါလဲဖရာသိရမယ်ဖူကြောင်းနဲ့သူလန်းတဝက်မှာတော့အိတ်ငိုက်နေတဲ့လူတွေကိုတွေးချိခဲ့ကြအောင်ပြောလိုက်ပါတယ်နာရီတို့ဖွင့်တော့မယ့်အချိန်မှာပဲအဘူတိုကလာရောက်ပြီးတော့တားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့ဒီဖာလီတဲမှာကဖာမီပွဲ9ရက်ဖလုံးအိပ်ပျော်သွားပြီမဲ့ဂျူဖူတွေပါတာကြောင့်မလို့ပဲဖြစ်ပါတယ်ဘူတိုမှာတော့ဖာလေးတစ်ခုလုံးရှိနေခဲ့တာဖြစ်ပါတယ်အော့ဖ်ကေကတော့ဂါဘူတိုတိုက်ခိုက်ပြီးတော့အဲ့ဒီဖာလေးကိုရယူဖို့အတွက်စဉ်းစားနေခဲ့ပါတယ်အလေးနှစ်လိန်ဖလုံးကိုဖုံအောင်ယူပြီးတော့အလေကပန်းနိုင်ကြီးဖြစ်တဲ့တာဝါဗီကိုရောက်အောင်သွားကြရမှာဖြစ်ပါတယ်တာဝါကိုကပူတိုနဲ့တင်ဖဲဘန်တို့ကသွားဖို့လုပ်ခဲ့ကြပါတယ်ကပူတိုကတော့ပြပြခဲ့ပါတယ်အဲ့ဒီမှာကကောလက်တာရီရှိပါတယ်ကောလက်တာရီဖူရာကတော့ဖာလိတ်တွေကိုလူယူတယ်ပြီးလို့ရှိရင်လိုအပ်တဲ့လူတွေကိုပတ်စံတို့ဖို့အတင်းချက်လက်တွေနဲ့လဲတဲ့သူတွေဖြစ်ပါတယ်တင်ဖဲဘန်နဲ့ကပူတိုတို့ကလည်းပေါင်းပြီးသွားပြီးတော့တာဝါဖီကိုသွားကြပါတယ်လမ်းမှာလည်းအဖိတ်ကောင်တွေအများစုကိုကြောဖြတ်ပြီးတော့သူတို့တွေရောက်သွားခဲ့ပါတယ်သူတို့တာဝါနာရောက်ခါနီမှာလူတွေလဲကျနေတာတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲခါဘူးတိုထင်တာလို့ပဲသူတို့ကိုကော်လက်တာတွေကဝိုင်းလိုက်ပါတယ်